ပေါင်းစည်းခြင်းအကြောင်းတရားဒေသနာတော်အဲ့တော့တွေ့ဆုံပြီးတဲ့နောက်မှာပေါင်းစည်းသွားကြတယ်တရဝရိဟာတွေ့ဆုံတာတော့တတော့ကြီးအရေးမပါဘူးပေါ့နော်ဥပမာမဲ့ယထာစီရင်တွေ့ဆုံကြတာရှိတယ်ပစကားပေါ်မှာတွေ့ဆုံတာရှိတယ်ခီးသွားတာတူးလို့လေးမြတ်ပေါ်မှာတွေ့ဆုံတာရှိတယ်သို့တော့တွေ့ဆုံရုံကပူပေါင်းခြင်းဆိုတာမဖြစ်ဘူးအဲ့တော့လူတွေဟာတရဝတွေဟာပူပေါင်းတယ်ဆိုတာဘာကြောင့်ပူပေါင်းသွားတာလဲတွေ့ဆုံရုံနဲ့ပူပေါင်းသလားလို့ဆိုတွေ့ဆုံရုံနဲ့မပူပေါင်းဘူးတွေ့တာပဲအဲ့တော့ပူပေါင်းသွားတယ်လို့ဆိုတာဟာဘာကိုအခြေခံပြီးတော့ပူပေါင်းကြတယ်လဲဆိုတာကိုဘုရားပဲလို့ဟောတယ်လဲဆိုတာကိုနိုင်ယူမှတ်သားကြဖို့လိုတယ်နော်မြတ်စွာဘုရားကအကြောင်းရှာပြထားတယ်ပူပေါင်းတယ်ဘာကြောင့်ပူပေါင်းတယ်လဲဓာတုသောပိခွေတတ္တတန်တန်တန်တိဒီစကားလုံးလေးနဲ့စပြီးသုံးတာဖွင့်ပါဓာတုသောဆိုတာဒီနေရာမှာဓာတုဆိုတာ element ကိုပြောတာမဟုတ်ဘူးစိတ်နေသဘောထားကိုလူတွေရဲ့တဏ္ဍာမှာရှိတဲ့စိတ်နေသဘောထားအစ္ဆတယစိတ်ဆန္ဒကိုဓာတုလို့ပြောတာဒီမှာနော်ဓာတုလို့ခေါ်တယ်ဒီအိဗယ်မရဘူးနော်ဒီသုတ်တံမှာအထူးဓာတုသောဆန္ဒအစ္ဆတယဆန္ဒဆိုတာအကြိုက်တူတယ်စိတ်ထားခြင်းတူတယ်အတွေးတူတယ်လူတွေကတယောက်နဲ့တယောက်ပူပေါင်းတယ်ဆိုတာဟာစိတ်ဆန္ဒခြင်းတူမှပူပေါင်းလို့ရတာလေစိတ်ဆောင်ခြင်းမတူလို့ရှိရင်ပူပေါင်းမှုမဖြစ်ဘူးတွေ့ဆုံမှုတော့ဖြစ်နိုင်တယ်အဲ့ဒါကိုမြတ်စွာဘုရားရှင်းပြတာလောကမှာလူတွေဟာအပေါင်းအသင်းဖွဲ့တာပဲဖြစ်စေဟုတ်လားပူပေါင်းကြတာတွေဟာစိတ်ဆန္ဒတူလို့ပူပေါင်းကြတာလို့ဒီလိုမှတ်ရမယ်ဓာတုကိုအစ္ဆတယဗမာတွေလည်းပဲဒီအစ္ဆတယဆိုတဲ့စကားလုံးကိုသုံးကြတယ်ပေါ့နော်ပါဠိစကားလုံးအစ္ဆတယဆိုတာအဓိအာတယအတွေးအမြင်အယူအဆခံယူချက်စိတ်ဆန္ဒ